မြန်မာစစ်တပ်အပေါ်ပုံမပြန်းထန်သောဖိအားနှင့်အရေးယူမှုများလုပ်ရန်စီးပွားရေးထန်ထပိတ်ဆို့မှုဆိုင်ရာထိရောက်စေသောနည်းလမ်းများအဆင့်သင့်ရှိနေဟု American ဘဏ္ဍာရေးဝန်ကြီးထုတ်ဖော်ပြောဆိုအကြမ်းဖက်မြန်မာစစ်တပ်အပေါ်ပုံမပြန်းထန်သောဖိအားနှင့်အရေးယူမှုများလုပ်ရန်စီးပွားရေးထန်ခပိတ်ဆို့မှုဆိုင်ရာထိရောက်စေသောနည်းလမ်းလက်နက်များအဆင့်သင့်ရှိနေကြောင်း American ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဖေဖော်ဝါရီလ9ရက်နေ့ American အထက်လွှတ်တော်ဘဏ္ဍာရေးရှိကော်မတီတွင်2025ခုနှစ်အစီရင်ခံစာအတွက်ကြားနာပွဲပြုလုပ်စဉ် American ဘဏ္ဍာရေးဝန်ကြီးကအထက်ပါအတိုင်းထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်ပါတယ်။ American အထက်လွှတ်တော်ကြားနာပွဲတွင် Republican နှင့် Democrat လွှတ်တော်အမတ်များကမြန်မာစစ်တပ်အပေါ်ပုံမပြင်းထန်သောအရေးယူမှုများလှုံ့ဆော်ရန်တိုက်တွန်းကြပြီးမြန်မာပြည်မှစစ်အာဏာရှင်စနစ်ကိုစိုးရိမ်ကြောင်းအထူးသဖြင့်အီရန်နိုင်ငံမှမြန်မာနိုင်ငံသို့လေယာဉ်စီများလွှတ်ဝက်တင်ပို့နေမှုအပေါ်မေးမြန်းကြကမြန်မာစစ်တပ်ကိုပုံမတင်းကျပ်သည့်အရေးယူမှုများလှုံ့ဆော်ရန် American ဘဏ္ဍာရေးဝန်ကြီးကိုလွှတ်တော်အမတ်များကတိုက်တွန်းကြပါတယ်American ဘဏ္ဍာရေးဝန်ကြီးကကျွန်တော်တို့အနေနဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုထိရောက်အောင်ဆောင်ရွက်ဖို့နီလန်းလက်နက်များအဆင်သင့်ရှိနေပါတယ်။ပိတ်ဆို့မှုကိုရှောင်လွှဲနေတဲ့ကွန်ရက်တွေကိုဖော်ထုတ်ဖို့နဲ့မြန်မာစစ်တပ်အပေါ်ဖိအားပေးပိုက်ဖို့အခြားအစိုးရဌာနအေဂျင်စီတွေနဲ့လည်းပူးပေါင်းလှုပ်ဆောင်နေပါတယ်ဟုထောက်ဖော်ပြောဆိုပါတယ်။မြန်မာပြည်သူများထက်အုပ်ချုပ်သူစစ်အာဏာရှင်များကိုသာပြစ်မှတ်ထားအရေးယူသော American ၏စီးပွားရေးပိတ်ဆို့မှုမူဝါဒကအရာသားပြည်သူများကိုထိခိုက်စေရန်ရည်ရွယ်ခြင်းမဟုတ်ပေအာဏာရှင်အစိုးရများနှင့်တရားမဝင်ငွေကြီးကွန်ရက်ကိုသာထိရောက်စွာဖျက်တောက်ရန်ဒီဇိုင်းဖော်ထားခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်အဆိုပါလွှတ်တော်ကြားနာမှုအတွင်းအီရန်နှင့်မြန်မာနိုင်ငံတို့၏အခမ်းကဏ္ဍကို American ကအနီးကပ်ဆက်လက်စောင့်ကြည့်သွားမယ်ဟု၎င်းကဆက်လက်ထုတ်ဖော်ပြောဆိုပါတယ်American အစိုးရ၏အီရန်နှင့်မြန်မာနိုင်ငံအပေါ်ကျင့်သုံးနေသောစီးပွားရေးပိတ်ဆို့မှုမူဝါဒများသည်ဝါရှင်တန်၏အမျိုးသားလုံခြုံရေးနှင့်ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုအတွက်အခြေခံအုတ်မြစ်များချက်ကြောင်း American ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကလွှတ်တော်တွင်ထုတ်ဖော်ပြောဆိုသွားပါတယ်